Chua là chưa phải đâu em đi cô nó alo cái muốn đi được không phải sao được nó Hello အားလုံးပဲမင်္ဂလာပါဂျို GV Vlog ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့တွေ9ရက်နေ့တလပိုင်း2026ခုနှစ်ဖြစ်ပါတယ်2026ခုနှစ်ရဲ့ပထမဆုံးလလည်းဖြစ်တယ်ဒီနေ့မှာကကျွန်တော်တို့တွေမူလီတောင်ဘက်ကိုခရီးထွက်ကြမှာဖြစ်ပါတယ်မူလီတောင်ကကရင်ပြည်နယ်မြဝတီခရိုင်စုကလိမြို့နားမှာတည်ရှိတာဖြစ်ပါတယ်ကျွန်တော်တို့ကတော့အခုမွန်ပြည်နယ်မူတော်မျိုးကနေပြီးတော့မှစပြီးတော့ခရီးစဉ်စတင်ထွက်ခွာကြမှာဖြစ်ပါတယ်။မနက်9နာရီလောက်ကိုလူစုကြပြီးတော့မှကျွန်တော်တို့ဆိုင်ကယ်တွေနဲ့စုကလိမျိုးကိုသွားကြမှာပါ။မူတော်မျိုးကနေပြီးတော့မှဦးလေးရွာကိုကျွန်တော်တို့တွေအရင်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဦးလေးရွာမှာဒီခရီးစဉ်မှာလိုက်ပါမဲ့ကျွန်တော်တို့ရဲ့တောင်တက်ဝါသနာရှင်တွေကိုသွားပြီးတော့ဝင်ခေါ်တာပေါ့နော်။ဦးလေးရွာကနေကျွန်တော်တို့တွေ9ပြည်မှကျေးရွာဘက်ကိုဇက်နဲ့ကူးတယ်။ဒါအဒီကနေပြီးတော့မှပဲဖပောင်ကူဘက်ကိုကျွန်တော်တို့တွေဆက်ပြီးတော့သွားကြမှာပေါ့နော်အခုလောလောဆယ်ကတော့ကျွန်တော်တို့လူစုပြီးတော့ဒါတစ်ဖက်ကိုဇက်နဲ့ကူဖို့အတွက်စောင့်နေကြတဲ့အချိန်လေးဖြစ်ပါတယ်ကဲအဲ့ဒီတော့ကျွန်တော်တို့ဇက်လေးကူးလိုက်ပါဦးမယ်ဟိုဘက်ချမ်းရောက်ရင်ပြန်တွေ့ကြပါမယ်ဗျဘယ်တော့မှမသိတက်လာမယ့်ဗီဒီယိုတော့ဇက်လေးစီရင်ထဲမှာမြင်ရတဲ့တဘာဝအလှလေးတွေကိုကျွန်တော်ရိုက်ပြပေးပါမယ်တဘာဝအလှလေးတွေကိုအေးအေးဆက်ဆက်ခံစားသွားကြပါဦးcô nó ý mà tôi là gì là chú lên alo alo mọi người là ba chúng chỉ vì lo cái này lo cái này rồi ba đấy cho nó đâu mũ lý tao là côတောင်တက်ကြမှာဖြစ်ပါတယ်။နဲ့9နာရီနဲ့10မိနစ်ကိုကျွန်တော်တို့9ပြည်မှရွာဘက်ကိုကျွန်တော်တို့ရောက်တယ်။ဆိုင်ကယ်စီးရများတာဖြစ်တဲ့အတွက်ကြောင့်ဇက်တစည်းတဲ့နဲ့တော့ကျွန်တော်တို့အဖွဲ့တွေအကုန်လုံးတူတူတော့မရောက်ဘူးပေါ့နော်။ကျွန်တော်တို့အခုဖြတ်လာတဲ့လှေစိတ်ကိုကော့ဖတ်လှေစိတ်လို့ခေါ်ပါတယ်။ကျွန်တော်တို့ကော့ဖတ်လှေစိတ်ကနေပြီးတော့ကြိုက်မြောမျိုးနဲ့ဘားပြန်ကိုဖဖောင်လှိုင်ကူမုံဝါအထိကိုသွားပြီးတော့မှအဲ့ဒီနေရာမှာကျွန်တော်တို့တွေလူစုကြမှာဖြစ်ပါတယ်။ဖပောင်ကူအဝါကိုမနက်9နာရီခွဲရောက်တယ်ဖပောင်ကူအဝါမှာပဲလူစုံအောင်ကျွန်တော်တို့စုကြပြီးတော့မှကျွန်တော်တို့ဒါခရီးဆက်ကြမှာဖြစ်ပါတယ်အရှိကပြေးမဲ့လူမှာပဲဒီနေ့နော်အရှိကပြေးမဲ့လူမှာတက်တာအခုကျွန်တော်တို့မနက်7:55မိနစ်ပေါ့နော်။အခုကျုံကွယ်ကိုရောက်နေတယ်။မနက်9:00နာရီလောက်မူတော်ကနေထွက်လာပြီးတော့မှဟိုမနက်9:00နာရီလောက်ကိုကျုံကွယ်ပဲရောက်သေးတယ်ဗျ။ Okay ဆက်သွားလိုက်ပါဦးမယ်။
သွားရတဲ့လမ်းကြီးကတအားကျမ်းပါတယ်ဗျာကျွန်တော်အခုဗီဒီယိုမှာရိုက်ပြထားတဲ့ဒါဗီဒီယိုလေးတွေကလမ်းကြီးနည်းနည်းလေးအဆင်ပြေတဲ့အချိန်မှပဲကျွန်တော်ရိုက်ပြလို့ရတာဖြစ်တဲ့အတွက်ကြောင့်လမ်းကြီးအရန်ကျမ်းတဲ့အခါမျိုးတွေမှာတော့ကျွန်တော်ဗီဒီယိုတောင်ထုတ်မရိုက်နိုင်တော့တဲ့အဆင့်အထိကိုလမ်းကြီးကတော့တော်တော်ကျမ်းပါတယ်ဖုန်းတွေတအားထူတဲ့လမ်းတွေကိုလည်းဖြတ်ရတယ်လှိုင်းတွေတအားများတဲ့လမ်းတွေကိုလည်းဖြတ်ရတယ်တော်တော်လေးမကောင်းတဲ့လမ်းတွေအများကြီးကိုဖြတ်ပြီးတော့မှသွားရတဲ့ခရီးစဉ်လေးဖြစ်ပါတယ်ကျွန်တော်တို့တိုင်းတုံလမ်းခွဲကိုရောက်နေတာပါ။10 နာရီခွဲရှိပါပြီ။ကြားနေစကားတွေပါတော့တယ်။ကျိုင်းစိတ်ကြီးက4ယောက်က ခုဒီနေရာကတော့ကျွန်တော်တို့ကြိုက်တုံကြိုင်းစိတ်ကြီးလမ်းခွဲမှာရှိနေတာပါ။အဲဒီကနေပြီးတော့မှကျွန်တော်တို့ကြိုက်တုံမြို့ကိုဆက်ပြီးတော့ဆိုင်ကယ်တွေနဲ့သွားကြပါမယ်။ကြိုင်းစိတ်ကြီးလမ်းခွဲကနေပြီးတော့မှကြိုက်တုံမြို့အထိလမ်းကတော့ကတ္တရာလမ်းတောင်းလျှောက်ဆိုပေမဲ့လည်းဒါကျွန်တော်တို့တောင်ကိုကြော်ပြီးတော့မှဒါတက်လိုက်ဆင်းလိုက်နဲ့မောင်းရတဲ့လမ်းဖြစ်တာပေါ့နော်အဲ့တော့လမ်းကကတ္တရာလမ်းဆိုပေမဲ့လည်းတောင်တက်တောင်ဆင်းကတော့မောင်းရတော့မလွယ်ပါဘူးဗျမနက်7:00 နာရီခွဲကိုကြိုက်တုံမြို့ကိုရောက်တယ်ကြိုက်တုံမြို့ကနေပြီးတော့မှဒါကျိတ်ရွာတို့ရှိတဲ့ဘက်ကိုကျွန်တော်တို့မြေနီလန်းကနေပြီးတော့မှဆက်သွားကြမှာဖြစ်ပါတယ်မြေနီလန်းကဖုန်တွေလည်းတအားများပြီးတော့လမ်းလည်းတအားကျန်းပါတယ်အခုဗီဒီယိုမှာပြထားသလိုမျိုးဒါတစ်သားသားတွေကိုလည်းကျွန်တော်တို့ကြော်ရတာပေါ့နော်အခုကျွန်တော်နေ့လယ်12:00 နာရီမူလီတောင်ချီကိုသွားတဲ့မြေနီလန်းပေါ်မှာရှိနေတာပေါ့နော်ပုံနေရအများကြီးပဲသက်ဆွမ်းဆန်ဗျာလမ်းကားရရှစ်ကဲမူလီဒိုရသွားလာအောင်မယ်နော်ဒီချောင်းလေးကိုဖြတ်ပြီးရင်တော့မကြခင်မှာကျွန်တော်တို့တွေမူလီတောင်ချေရွာကိုရောက်တော့မှာဖြစ်ပါတယ်တို့တောင်းကမမမီကိုနှစ်ခါကိုဘယ်လိုများစဉ်းစားပြီးလာကြလို့နေ့လည်က2 နာရီအတိကိုကျွန်တော်တို့တွေမူလီတောင်ချေရွာကိုရောက်တယ်။နာရီဝက်လောက်အနားယူတယ်။တောင်တက်ဖို့အတွက်ပြင်ဆင်ရင်းနဲ့ခောက်ဆွဲထုတ်လေးတွေပြုတ်စားကြပြီးတော့ကျွန်တော်တို့တွေ2 နာရီခွဲလောက်မှာမူလီတောင်ကိုစတက်ကြပါမယ်။ကျွန်တော်တို့တွေမူလီတောင်ချေကိုအခုရောက်နေတာပေါ့နော်။အခုနေ့လည်အနာရီပြီအကောလုံးတောင်တက်ဖို့အတွက်ပြင်ဆင်နေကြတာပါနော်ရေချိုးတဲ့လူကချိုးတယ်ဝတ်စားလဲတဲ့လူကလဲတယ်အဲဒီကနေမှအနာရီခွဲလောက်ကြာရင်တောင်စတက်ကြပါမယ်ကဲခဏနားလိုက်ပါဦးမချမ်းဖြစ်ပါတယ်ရှယ်ဖြုတ်မယ်ဖွဲ့တယ်ပေါ့နော်တန်ကြရှယ်ဖြုတ်ပြီးတော့အရင်လေချောင်းရောက်ပြီးထမင်းတွေပါဟင်းတွေပါချက်တာပြီးတော့ပါသူတို့ကိုရတော့ဒါအားလုံးဒီမှာ ready ဖြစ်နေကြတဲ့အချိန်မှာကျွန်တော်တို့တွေအင်ကြီးစင်တူလေးတွေဝတ်ပြီးတော့ကျွန်တော်တို့ group photo လေးရိုက်တယ်ဒါပြီးရင်ကျွန်တော်တို့မူလီတောင်ကိုစတက်ကြပါမယ်ကျွန်တော်တို့2 နာရီခွဲမူလီတောင်ကို2 နာရီခွဲမှာကျွန်တော်တို့တွေစတက်ပါပြီအခုကတော့ဒါလမ်းမှာတွေ့ရတဲ့စမ်းကြောင်းလေးပေါ့နော်ကရင်ပြည်နယ်လည်းဖြစ်တာရယ်တောင်နေရှိတဲ့နေရာကိုသွားနေတာဆိုတော့အရိပ်သေးရှိတဲ့အချိန်ကတော့အေးစစ်စစ်လေးနဲ့တော့စင်တော့ပြေပါတယ်လေတော့မတိုက်ဘူးဗျမရရကတော့ကျွန်တော်တို့တွေတောင်ချီမှာဆိုင်ကယ်တွေထားတဲ့နေရာကနေပြီးတော့လမ်းစလျှောက်တဲ့အခါမှာကျွန်တော်တို့ကွန်တော်ကြီးကိုအရင်ဆုံးဖြတ်ရတယ်
ဆက်လိုက်ပြီတွားနေစေ ရတော့ဒီနေရာလေးမှာရေတောက်ပြီးရင်တော့ကျွန်တော်တို့ချွေးပြန်ကုန်းကိုအပီပြင်တက်ရပါတော့မယ်နိုင်ကွက်တောင်တက်ပြီးပါပြီဝါတော်ကိုစတွင်နေမှာဝါတော်တက်လီပေါ့ဝါတော်တက်လီဝါတက်လီဝါနေပါပြီကျွန်တော်တို့တော့လည်းမရောက်ဘူးဟမ်စေဘုံတော့မကဘူးရဲ့ကြံသေးတယ်ချွေးပြန်ကုန်းကိုကြော်လာပြီးတော့ပထမအဆုံးနားရတဲ့နေရာလေးဖြစ်ပါတယ်ဒီနေရာလေးကမမီကိုရဝါတော်တဲ့ကိုရောက်နေပါပြီကောင်းတော့မတုံးဘူးလေဗီဒီယိုရိုက်ပါလေမြေပဲမပေးရညအော်တို့ဟိုမှာပတ်စံအများကြီးကုန်သွားတယ်ဟာနှစ်သိန်းခွဲတိတ်ပါဒါကတော့မူလီတောင်ကိုတက်တဲ့အခါမှာပထမဆုံးတွေ့ရမယ့် OA စစ်လေးဖြစ်ပါတယ်ဒီနေရာလေးမှာတော့ကျွန်တော်တို့အချိုရည်တွေလည်းအများကြီးရပြီးတော့မှမုတ်စားစရာတွေလည်းတော်တော်လေးကိုစုံစုံလင်လင်ရတဲ့နေရာလေးလို့ပြောရမှာပေါ့နော်မူလီတို့တဲ့တွားလိုက်ပါအောင်မယ်မူလီစီကိုဆိုရင်တက်လာတာ4နိုင်နဲ့မဲ20ရှိပြီရသေးချောင်းကိုရောက်နေတာဖြစ်ပါတယ်ကဲ4နိုင်ခွဲပြီရသေးချောင်းနဲ့โอเคညနေ9နာရီကျွန်တော်တို့ဘိုက်တွေဆာလာမွန်တိတ်နေတဲ့အချိန်မှာပါလာတဲ့အထောက်တွေကိုပါလာတဲ့အထောက်တွေကိုညီးဆန်းနေပြီပါဘာတော့ဖြတ်နေတာဖြစ်ပါတယ်9နာရီကျော်ပါပြီအောင်လာပြီမဲလာပြီအခုအချိန်ကတော့ညနေ6နာရီနဲ့15မိနစ်ပါဒါတောထဲတောင်ထဲလည်းရောက်နေပြီဆိုတော့လည်းမှောင်မဲတော့ဖြစ်နေပြီပေါ့နော်ဒီအဖွဲ့ကတော့အားလုံးသိတဲ့အတိုင်းနောက်ဆုံးကနေလိုက်ခဲ့ကြတဲ့အဖွဲ့3ဖွဲ့မှာနောက်ဆုံးကနေဝင်တဲ့အဖွဲ့ဝင်လေးတွေဖြစ်ပါတယ်5မိနစ်အခုဒီနေရာလေးကတော့ကျွန်တော်တို့ဝါတော်အစုံမပြောတော့နေရာကိုကျွန်တော်တို့ရောက်နေတာဖြစ်ပါတယ်ည9နာရီမှာဒါကျွန်တော်တို့အဖွဲ့ရဲ့အနေအထားလေးပါအားလုံးလုံးဝစူးစမ်းပန်းစားနေတောင်တက်ကြပြီးတော့မှဒါအနားယူနေကြတာဖြစ်ပါတယ်ကဲဂျိုကြီးပြီလောက်မှာပါဂျိုကြီးပြီလောက်အခုကျွန်တော်တို့ည9နာရီရှိပြီ
လမ်းမှာသွားနေတော့ပေါ့နော်လေကြောင်းကိုတတိတော့မရောက်သေးဘူးဒီမနေ့စက်တက်လိုက်ပါအောင်မယ်လေကြောင်းရောက်ပြန်တွေ့ပါမယ် peace ဟယ်လိုအခုကျွန်တော်တို့ည9:15မိနစ်ပါပကီဖွဲ့သားတွေပြောပါမဲ့ပြောဆိုတော့မဲ့ပြောโอเคည9နာရီခွဲတီဗီနဲ့နော်ဒီဖြတ်တန်းလာတာအလေချောင်းကိုရောက်တော့မယ်အလေချောင်းကိုရောက်တော့မယ်လို့ပြောပါတယ်အောင်ဒီကနေ2နာရီခွဲအခု9နာရီခွဲအတလောက်တက်လိုက်ရပါတယ်โอเคဒါလေးတွေကတော့ပထမဦးဆုံးရောက်တဲ့ကိုဖြိုးတို့အဖွဲ့တွေ share ချက်ပြုတ်ထားပေးထားတာလေးတွေပါ ဟုတ်တယ်နော် ဟိုဘယ်ကျွန်တော်ဝင်မလို့ ကန်ဒီလေးလားရှယ်လောက်မလို့ဘာအကုန်စားရနော်စားထဲပြီး မကောင်းလို့တော့ ကောင်းအောင်လောက်နော်စားပြီးမှန်ချက်ထားပေးလိုက်ရပြီ ကျွန်တော်တို့ဖွဲ့ကတော့ည10နာရီခွဲကိုအလဲချောင်းရောက်ပါတယ်အခုဒီမှာချောင်းရောက်ချင်းထုတ်ချပြီးရတဲ့ထမင်းဝင်ကြိတ်ကြပါတယ်ဒါမူလီအီတောင်ခရီးစဉ်ရဲ့ day 1မှာနောက်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျဟယ်လိုမောင်တော့မောင်မင်းနေတာပါနော်အလဲချောင်းည10နာရီဝင်ပြီးတော့အခုခဏနားယူပြီးတော့မနက်3နာရီခွဲကျွန်တော်တို့တွေဆက်ဆွဲမှာပါနော်တောင်ထဲတီကိုโอ้ตามมาอย่างတွေ့โอเคဗီဒီယိုရအောင်ကြာနော်ကြိုက်တာပြီနော်ကဲအခုဆိုရင်ကျွန်တော်တို့9နိုင်ခွဲကနေစပြီးတော့မှအလဲချောင်းကနေကျွန်တော်တို့စထွက်လာတယ်အကြီးခွဲပါနော်ကျွန်တော်တို့ပထမအတောက်ကတော့ည12နာရီမှာလူရောက်20ကျော်ကတက်သွားပြီးတောင်းမို့လူကတော့ဒါကျွန်တော်တို့တွေနည်းနည်းလေးပို့ပြီးတော့စမ်းနောက်ကြမှာဝင်တဲ့အဖွဲ့တွေဆိုတော့အနားပို့ယူလိုက်တယ်2နာရီခွဲလောက်ထားကြပြီးတော့မှအခုပြင်ဆင်ပြီးတော့3နာရီခွဲလောက်မှာကျွန်တော်တို့ခီးဆက်တာပါနော်โอเคဟိုအားလုံးပဲအခုကျွန်တော်တို့မနက်9နာရီနဲ့55မိနစ်ဖြစ်ပါတယ်မူလီတောင်ရှိတဲ့တောင်တန်းဘက်ကိုရောက်နေပြီပေါ့နော်โอเคအောင်ထရောက်ပြန်တွေ့မယ်တောင်းနိုင်တောင်းနိုင် တမ်းမဲပါရောင်းကနေလောင်းနေတော့ ဟယ်လိုမနက်6နာရီကျွန်တော်တို့အခုတောင်ကုန်းတစ်ခုရဲ့ထိပ်ကိုတော့ရောက်နေပြီဆက်ရှောင်းနေစေအိမ်မကြခင်မှာဦးလေးတောင်ထိပ်ကိုရောက်မယ်လို့ခန့်မှန်းနေပေါ့နော်မိုက်စားနော် 我这猫也啥的，全都搬了，我全。 ဟုတ်တယ်အမမသိ ဟယ်လိုအားလုံးပဲမင်္ဂလာပါဂျုတ်ကြီး vlog ကနေပြီးတော့ပြန်လဲကြိုဆိုပါရစေအခုကျွန်တော်တို့မူလီတောင်တက်တဲ့ day 2ဖြစ်ပါတယ် day 2မှာအခုအရှိရဗီဒီယိုမှာပြထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့မနက်3နာရီခွဲလောက်ကနေပြီးတော့မှလမ်းစာလျှောက်ကြတယ်အခုဒါကတော့မနက်6နာရီခွဲလောက်မှာရှိနေတဲ့အချိန်လေးဖြစ်ပါတယ်ကန်ကောင်းတာတစ်ခုကတော့ကျွန်တော်တို့မှောင်နေတဲ့တောက်လျှောက်ကရှုခင်းတွေကောင်းကောင်းမမြင်ရတဲ့ဒီတောနက်ကြီးထဲမှာပဲကျွန်တော်တို့တောက်လျှောက်
3နာရီကနေပြီးတော့6နာရီလောက်ဒီ3နာရီလောက်ကိုအမှောင်ထဲမှာပဲလမ်းတောက်လျှောက်ရှောက်လာတာပေါ့နော်အလင်းရောင်လေးနည်းနည်းရတဲ့အချိန်ကတော့ကျွန်တော်တို့ဒါရှုခင်းလေးတွေနည်းနည်းလေးကြည့်လို့လှတဲ့နေရာကိုကျွန်တော်တို့ရောက်နေတာဖြစ်ပါတယ်တောက်လျှောက်တက်လာရင်လည်းမှာအခုဗီဒီယိုမှာပြထားတဲ့နေရာလေးကိုရောက်ပြီဆိုရင်တော့တိတ်မကြခင်မှာကျွန်တော်တို့ကားလမ်းလိုမျိုးတက်ရမယ်လမ်းပုံစံလေးတွေဖြစ်သွားမှာပေါ့နော်အဲ့ဒီကနေမှာတောင်ထိပ်အထိကိုတောက်လျှောက်ကားလမ်းပုံစံလေးတက်ရမှာဖြစ်ပါတယ်6နိုင်ခွဲ Sans ကတော့ rice ပြီးတင်ပါတယ်အခုဒီကနေရတော့ကျွန်တော်လှမ်းမမြင်ရပါဘူးเนาะအဲ့ဒီနားလေးမှာโอเคကိုကြောလေးကောင်းဝင် စေးပါစီသမောကြတယ် ဟိုလိမ်မော်ရနဲ့ ဟာ ဟာ ကဲပါယူပြတယ်လို့ပြသွားတယ်ဆိုတော့မယုံကြဘူးတို့တွေ အဲ့ချိုးကပြောသွားပြီ ကထိုင်ညီမထိုင်တော့အေးသေးအဲ့မယ် 快谈一下嘛。 ရပါဘောထိုင်ဘာမှရေပါရှိတယ်ရေဘူးရေတက်မှုထားတာပဲ ဝီဒီယိုလည်းဆိုတော့တော့ 要不，来讲我讲那个。 โอเคမနက်9နာရီ estimate time arrival ရဖို့ကမန်းလာတာတော့မနက်10နာရီပေါ့နော်ဆက်ရှောင်းနေတော့မယ်တော်ကြီးတယ်မှာဆက်သွားနေပါတယ်ဒီမနက်9နာရီဟော9ရက်နေ့မနက်4နာရီမှာအိမ်ကနေပြီးတော့မှစားလာတဲ့ထမင်းကြော်ပေါ့နော်ထမင်းကြော်လေးပြီးတာနဲ့ကျွန်တော်တောက်လျှောက်လုံးဝအခုတည်းကကိုမီကောင်းကောင်းမစားရသေးဘူးပေါ့နော်မစားရသေးဘူးဆိုတာအမှန်ကတော့အဖွဲတွေကတော့ချက်တယ်စကန်ဝင်တဲ့အချိန်နောက်ကြတာရယ်စကန်ပြန်ထွက်ဖို့လဲအစောကြီးမှန်းထားတာရယ်နဲ့အစောကြီးအိတ်ဖြစ်တယ်အဲ့ဒါနဲ့ရောက်တော့နည်းနည်းပါးပါးလေးပဲစားပြီးတော့မှအိတ်လိုက်ကြတယ်ပြီးတော့အခုဒါကျွန်တော်တို့ဒီမနက်3နာရီခွဲပြန်လျှောက်လာကြတာပေါ့နော်3နာရီခွဲပြန်လျှောက်လာပြီးတော့အခုဒါကျွန်တော်တို့မူလီတောင်ထဲရောက်ခန့်နီးတောင်ကုန်းတစ်ခုမှာရှိနေတာပါတွန်းလိုက်ဆွဲလိုက်နဲ့ကျွန်တော်တို့တွေတရွေ့ရွေ့နဲ့တော့ဖြည်းဖြည်းချင်းတော့ရှောက်ပြီးတော့ဆက်သွားနေကြပါတယ်ဗျမျိုးပြမှာတိတ်ပြီးတော့မြင်ရလေးမရှိတဲ့အခုလိုမျိုးတစ်ပစ်မြင့်မြင့်ကြီးတွေကိုလည်းမြင်ရပါတယ် အဖြောက် အဖျက် ညီဖြက် ဟုတ်တယ်ရေ ဒါလေးကတော့နောက်ဆုံးကနေပြီးတော့အပိတ်လျှောက်လာကြတဲ့နှစ်ယောက်သားရဲ့2 shot လေးပါ ပြောင်းမယ်နှခမ်းလေးနဲ့မအားပြောင်းရ တောင်ကုန်းတွေရဲ့ထိပ်တွေကိုရောက်ပြီဆိုတော့ရှုခင်းတွေကတဖြည်းဖြည်းနဲ့ပိုပြီးတော့လှလာပါတယ်ကိုကြောင့်ဆေးကမ်းမှာဆေးရောင်မှာတောင်းဝင်နေလဲခဲ့တော့ အဲ့ပေါ့ဟုတ်မယ်duty off တာအိုးတောင်တန်းရဲ့ဒီဘက်မှာပိုလှနေတာပဲ ဒီမှာလည်းပို့ရိုက်မယ် ပြန်မရပြီလား မဲတော့လေးသေးနေများရဲ့ထားညီမထားကျုပ်ကြည့်ပါဟို9နာရီနဲ့မိနစ်40ဟိုလီတောင်ကိုတက်နေတော့မယ်နောက်မှမြင်ရတဲ့တောင်တန်းလေးတွေနဲ့မနက်ခင်းနောက်ကျလို့လားနောက်ကျအခုစောရှိပါသေးတယ်ဒါပေမဲ့တိမ်ပင်လေတွေဘာတွေတော့မတွေ့ရဘူးပေါ့နော်
โอเคဆက်တက်လိုက်ပါအောင်မယ်ဒါလေးကတော့10ရက်နေ့မနက်ခင်ရဲ့နေအောင်ကြီးနဲ့စပြီးတော့ထိတွေ့ရတဲ့နေရာလေးပါမလီဒါအမောဘူးမလီဒါနာဟောလာအခုကဘယ်စီသွားမှာလဲမဒီပေါ်ခိုင်းသွားပြီအော်သွားပြီလားမလီတောင်တန်းပေါ်ကဒီမှာအဲ့9နာရီ10နာရီအခုဘလား10ခွဲ10နာရီခွဲရှိပြီတောင်ထဲရောက်ဖို့နည်းနည်းတော့ဆက်တက်ရအောင်ပဲโอเคဒါလေးကတော့အောက်ကျောင်းမှာစတုတီတာဝင်ကြိတ်ခဲ့တာလေးပါ 你说的路都这么把这成了。 ကျန်ပါလေဟုတ်ပါတယ်ကျန်ပါပါစေလူကြီးတောင်ကိုတက်ကြပြီဆိုရင်ဒီနေရာလေးကိုရောက်ပြီဆိုရင်တော့တပ်ပုံလေးတွေရိုက်ခဲ့ကြဖို့မှာလိုက်ချင်ပါတယ်ဒီနေရာလေးကတော့ဒီခီးစဉ်ရဲ့ကျွန်တော်အကြိုက်ဆုံးရှုခင်းနေရာလေးဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတာလေးပြီးရင်ပြပေးမယ်။ Hello ဟုတ်လားတောင်ကုန်းပေါ်မှာရှိတဲ့ခုံလေးပေါ်မှာတပုံရိုက်ပြီးတော့ဒီဘက်မှာမူလီတောင်တဲပေါ့နော်မနက်9နာရီပါအခုကျွန်တော်တောင်တကုန်းကြော်ပြီးနော်မူလီတောင်တဲကိုရောက်ပါမယ်အခန်းချဒီဒါလည်းဝင်ကြိတ်ပြီးပါပြီမင်းရဲ့ရွှေဖြုံသီးငပိရှယ်ပဲနှစ်ရက်လောက်ဘာမှမစားလိုက်ရပဲနဲ့ဆိုလုံးဝသမင်းဟင်းကိုကောင်းမစားရပဲနဲ့ကြိတ်ရတာဆိုရတာရှယ်ကွတ်တယ် nice တောင်ထိပ်ကြီးရောက်အောင်သွားလိုက်ပါအောင်မဗျကျွန်တော်ရိုက်မတက်ဘူးကျွန်တော်ဖုန်းဝဲဝဲကိုဖုန်း No， 快当到这发现，我自己的都是。Hello， 你讲话吧你？哎呀，哪里吧的？ Okay 抱歉了，မရှိတော့ ရှိတယ်ဆို အေးမရှိတော့ Hello 10နိုင်လောက်ရောက်မယ်လို့ခံမှန်းနားရကနေနိုင်နဲ့ရှောက်လိုက်တာ10နိုင်နဲ့မိနစ်20ကျွန်တော်တို့မူလီတောင်ထဲကိုရောက်ပါပြီ ရောက်လဲကုန်ဒီနေ့လွန်ခဲ့တဲ့7မိနစ်က လမ်းမှာတွေ့ဘူးတဲ့ကိုကြီးလိုပဲ โอเคနားယူလိုက်ပါအောင်မယ်ဒီချိုးအော်ရက်အပေါ်မှာချိုးလိုက်အမှန်လည်းတဲကြ ဟိုရောက်တဲ့ဒီကိုတက်နေရတော့ မူလီတောင်ထိပ်ကိုမနက်10:00နာရီခွဲရောက်ပါတယ်အခုဒီနေရာလေးကကျွန်တော်တို့ဒီညမှာတဲမဲ့ဓမ္မယုံနေရာလေးဖြစ်ပါတယ်ဗျမူလီတောင်ပေါ်မှာသမင်းဆိုင်ဟင်းဆိုင်လေးတွေရှိပါတယ်စားစရာတွေလည်းအဆင်ပြေပါတယ်စားလို့လည်းကောင်းပါတယ်မူလီတောင်ပေါ်မှာကကြတော့ကျွန်တော်တို့ဒီ
ကျွန်တော်တို့ပစ္စည်းတွေဝယ်မယ်ဆိုရင်တော့လည်းเนาะဘတ်တန်မိုးနဲ့ကျွန်တော်တို့ပေးချေရပါတယ်ဗျဘတ်ငွေတန်မိုးနဲ့ပေးချေရပါတယ်ဒါကတော့ကျွန်တော်တို့တဲတဲ့ဓမာယုံရဲ့အပေါ်တက်မှာမြင်ရတဲ့ပုံစံလေးပေါ့เนาะနေရာတော့တော်တော်ကျယ်တယ်ညလုံးကိုတွေအတွက်10နာရီခွဲလောက်ရောက်ပြီးတော့ AC လေးအနားယူပြီးတော့အခုကျွန်တော်တို့နေ့လယ်2နာရီခွဲမှာကျွန်တော်တို့မူလီဘုရားကိုသွားပူကြပါမယ်အခုဒါကတော့လူစုနေကြတာပေါ့เนาะအခုကျွန်တော်တို့မူလီဇေဒီကိုသွားပူကြမှာဖြစ်ပါတယ်အခုဘုရားရဲ့အဝင်ဝမုတ်ဝမှာကျွန်တော်တို့ group photo လေးတွေရိုက်ကြမှာဖြစ်ပါတယ်ဘုရားမိုးဝါကနေပြီးတော့ဘုရားရှိတဲ့တောင်ထိပ်ထိရောက်ဖို့ကိုလည်းကျွန်တော်တို့ဒီလမ်းတော်တော်လေးပြန်လျှောက်လိုက်ရပါတယ်ဒီရှုခင်းလေးတွေကတော့မူလီဘုရားကိုသွားနေရင်လည်းမတွေ့ရတဲ့ရှုခင်းလေးတွေဖြစ်ပါတယ်အခုမြင်ရတဲ့တောင်တန်းတွေကတော့မနေ့ကကျွန်တော်တို့ရှောက်ခဲ့တဲ့တောင်တန်းကြီးတွေဖြစ်ပါတယ်ဗျဒီနေရာလေးကတော့မိုးဆိုးတောင်ရှိတဲ့နေရာလေးပါကမ်ပင်းလုပ်တဲ့လူတော်တော်များများကတော့ဒီနေရာလေးမှာတန့်လေးတွေထိုးပြီးတော့ကမ်ပင်းလုပ်ကြပါတယ်အမျိုးသမီးတွေကဒီနေရာလောက်ပဲပြတက်ပြီးတော့မှအမျိုးသားတွေကတော့ကျွန်တော်တို့တောင်ထိပ်ကြီးတက်ခွင့်ရှိပါတယ်ကဲတို့တက်အောင်မူလီစီဒီစီကိုရောက်နေတာဖြစ်တယ်ပေါ့နော်မူလီတောင်တိုင်မှာရှိတယ်မူလီစီဒီကိုရောက်နေတာပါအဲ့တော့ကျွန်တော်တို့ပတ်လက်မြင်ရတယ်ရှုပ်ကင်းလေးတွေဖြစ်ပါတယ်တန်လေးတွေထိုင်ပတ်ချာတောင်ထိပ်ကနေပြီးတော့မှပတ်လေမြင်ရတဲ့ရှုခင်းလေးတွေပါဒါလေးတွေကတမရဘုရားအနေရဲ့ကျွန်တော်တောင်မော်ဒေသရဲ့ပေ6000ကျော်မှရှိနေတော့အခုဒီမှာရှိမှတွေ့တဲ့အတိုင်းပေါ့နော်မုကုတ်စဝိုင်းကိုအဆုံးထိမြင်ရပြီးတော့မှလေရင်သွားရတဲ့လေရင်ပြေးလန်းလေးကတော့မှမျက်စိနဲ့ရည်ပြင်းကြီးပုံစံနီးပါးလောက်ထိရှိနေတာပေါ့နော်ဒါရှိမှမြင်ရတဲ့အတိုင်းပဲမူလီတောင်ထိပ်မှာဖြစ်ပါတယ်ဒါမူလီတောင်ထိပ်ကနေပြီးတော့မှတမ်းမြင်ရတဲ့ view လေးပေါ့နော်ဒီဟာလေးကကျွန်တော်တို့တက်လာတော့ကတွေ့ခဲ့တဲ့ထမင်းစားတဲ့နေရာမှာတွေ့ခဲ့တဲ့စီဒီလေးပေါ့နော်အဲ့ဒါပြီးတော့ဒီဘက်ချမ်းမှာကဒီစီဒီလေးကကျွန်တော်တို့ဒီမနက်3နာရီခွဲထလျှောက်လာခဲ့တော့ကဖြတ်လာခဲ့တဲ့စီဒီလေးပေါ့နော်ကျွန်တော်ဝေးပြန်ဆွဲပြပေးမယ်အဲ့လိုမျိုးတွေဖြတ်တန်းလာပြီးတော့မှမူလီတောင်ထိပ်ကိုကျွန်တော်တို့ရောက်လာတာဖြစ်ပါတယ်။တနေ့အောင်က6ချောင်းအေးလေးရလာနေပါလေ။ရောက်ရှိလာ။တို့အမေကငါဥခဲ့တယ်။ဟုတ်။ဘုရားလည်းပူပြီးပြီတပုံနေလည်းရိုက်ပြီးပြီဆိုတော့ကျွန်တော်တို့ခဏနားပြီးရင်မုတ်ဆိုးတောင်ဘက်ကိုတွားပြီးတော့မှဆန်းဆက်လေးတွားကြည့်ကြပါမယ်။မုတ်ဆိုးတောင်ဘက်ကိုတွားနေတာဖြစ်ပါတယ်ညနေပိုင်း4နာရီနဲ့မိနစ်20ညနေစာကျွန်တော်ဆရာလေးစတူဒီတာအကြောင်းမှာစားပြီးတော့အခုဟိုဆိုတောင်မှာနေဝင်စည်းစာတော့ကြည့်ကြပါဗောနော်အခုမူလီကျွန်တော်တို့တဲတဲ့ဓမာယုံကနေပြီးတော့မှမုတ်ဆိုတောင်ရှိတဲ့ဘက်က
အခုလောလောဆယ်တော့တောက်လျှောက်အစင်းလန်းနေကြည့်ပဲဆိုတော့ပြန်လန်းကြရင်တော့ပြန်တက်အောင်ပါဗောနော်ဒါတွေအကုန်လုံးကဲတော့စမ်းဆက်လေးဘယ်လောက်လှနေလဲချက်တကြည့်အောင်ပါအမှန်ပုံစံကြောက်တုံးလေးလောက်တာဟိုမှာလှမ်းမြင်နေရတဲ့ဖရားစီကိုတောင်းမှဖြစ်ပါတယ်ကဲဒါတော့မူလီတောင်မှာ TikTok မှာမြင်နေရတဲ့နေရာလေးပါနော်။ထိုင်းလို့ရေးရတယ်ဗာလေတော့မသိဘူး။တန်းနေတဲ့ပုံကြီးနဲ့ကြည့်ရကြ။ဘွားကြီးတောင်ထိတ်တောက်ပါ ကဲစမ်းဆက်လေးစောက်ရင်းနဲ့ကျွန်တော်တို့တွေတက်တီအပီဖမ်းကြပါမယ်ကျွန်တော်တို့တက်ဖမ်းနေတာလေးကိုကြည့်ရင်လည်းအားပေးသွားကြပါအောင်ဗျဒီမှာပညာဒီမှာဟယ်လိုမူလီတောင်ထိပ်မှာစမ်းဆက်လေးကြည့်နေတာကြည့်လိုက်စမ်းဆက်လေးစမ်းဘိတ်စမ်းဆက်โอเคစမ်းဆက်လေးပါဘယ်နှရှိပါလဲည6နာရီအတိဖြစ်ပါတယ်စမ်းဆက်လေးကဲစကန်ပြန်ပါမယ်ဒီညတော့အေးဘောပါအေးရပြီဒီညတော့ဝန်ချက်မဟဲ့မလဲဒီမဟဲ့မအိုးဘ那个后妈ပြော妈咪ကိုထိုင်းမှာကိုနှစ်ရက်တော့လမ်းလျှောက်အောင်ဝါโอ้ pretty ladyကျောင်းနေ peace တို့ဘလူးတောင်တိုင်းမှာရှိတဲ့ဆရာလေးအဆောင်မှာထပ်ပြီးတော့ညစာလေးစတူဒီတာထပ်ဝင်စားရတယ်ဗောနော်စားပြီးတော့ဒီနေ့ချမ်းလေးတောင်းနေတယ်နားယူနေတယ်တချို့ကတော့အခုဒီညအောင်မှာပထိုင်းရုံဖို့ဆိုလာကျွန်တော်တို့ဘလူးဖရားကိုပြန်တက်မယ်လို့ပြောကြတယ်ကျွန်တော်တို့ကတော့မတော်တော့ဘူးအေးစင်နာမယ် Okay good night hello ဟို7ရက်နေ့ရဲ့မနက်9:00နာရီကိုကျွန်တော်တို့မူလီတောင်ထိန်ကနေပြီးတော့ပြန်ဆင်းဖို့plan နေကြပါပြီမနက်9:00နာရီနဲ့40မိနစ်နေအောင်လေးတော့စပြီးတော့တန်းလာပြီနေပဲအချိန်ထွက်မလဲပါနော်ပါမော်ဒီသားမှာဆိုတော့ကျွန်တော်တို့နေထွက်ချိန်တွေပါတွေကလည်း internet line မရတော့ကြည့်လို့မရဘူးမကြာခင်တော့သူထွက်လာတော့မှာပါ
မိုးကုတ်ဆောက်ဝိုင်းကိုလှမ်းမြင်နေရတော်တော်မိုက်တယ်ကဲ good morning ဟုတ်တယ်အဲ့လိုလောက်လိုက်ကောင်းတယ် ရကျုပ်မေမောင်ရရ โอเคအောင်ဆင်းတော့မယ်ဗောနော် ဟာအဲ့ဒီမှာ 6 နာရီရှိပြီ လဲနေကတော့မဆိုင်နေ တောင်းလေတော့ရအောင်ပြန်တွေ့မယ် အစောမောက်စားဟိုဝဲကြီးဒီဝဲကြီး โอเคမနက်6 နာရီ73မိနစ်ကျွန်တော်တို့တောင်ပေါ်ကနေပြီးကြာဆင်းပြီဗောနော်ကဲဘယ်ချိန်ရောက်မလဲကြည့်အောင်ပါဟမ်ဟယ်လိုအားလုံးပဲမင်္ဂလာပါဂျူဂျီဗီလော့ကနေပြီးတော့ပြန်လဲကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်တို့မူလီခရီးစဉ်ရဲ့ day 3လေးဖြစ်ပါတယ်အခုအရှိမပြောထားသလိုမျိုးပဲအခုကျွန်တော်တို့မူလီတောင်ထိပ်ကနေပြီးတော့မှပြန်ဆင်းနေပါပြီโอเคမနေ့ကကျွန်တော်တို့တက်လာတဲ့စိုင်းဘုတ်နေရာကိုကျွန်တော်တို့ပြန်ရောက်ပြီကဲဆက်ဆင်းလိုက်ပါအောင်မယ်ဟယ်လိုမနေ့ကမင်းစားတဲ့အောက်ကြောင်ကိုပြန်ရောက်ပါပြီ။ဦးထားလိုက်ခွဲပါချက်တူချက်ဒါတော့မနေ့ကမြင်ရတဲ့ရှုခင်းလေးတွေပါ။အဲဒီမနေ့က8 နာရီခွဲလောက်မှမြင်ရတဲ့ရှုခင်းလေးတွေဒီမနေ့ကတော့6 နာရီခွဲမြင်ရရှုခင်းလေးတွေပါနော်။မနေ့ကတက်လာတဲ့နေရာလေးကိုပြန်ရောက်ပါပြီ။နေရာတော့ဟိုကောင်းကင်ဘော်ရရောက်နေပြီဗောနော်လီတဖြူဖြူနဲ့အေးပါတယ်ဒီနေရာလေးကတော့ကျွန်တော်တို့အလာတုံးကဓာတ်ပုံစရိုက်ဖို့တတိရတဲ့နေရာလေးဗောနော်အလာတုံးကလည်း9 နာရီခွဲအခုပြန်တော့လည်း9 နာရီခွဲပဲတက်ဒီပြန်ရှိနေတာအဲ့ဒီပြန်မဟုတ်လားကိုစိုးသူနဲ့ ဟိုရှိပါ ਈ ဆရာမဆုံး မဆုံး ကိုမချန်နဲ့ပဲဆုံးတယ် ဦးမနက်9 နာရီအလဲချောင်းရောက်ခံနေပြီအလဲချောင်းကိုပြန်ရောက်ပါပြီတောင်ထက်ကနေပြီးတော့အလဲချောင်းထိကို3 နာရီခွဲလောက်ပြန်ရှောက်ဆင်းလာရပါတယ်ခဏနားမယ်ပြီးရင်ကျွန်တော်တို့တောင်ကြီးတီးအောင်ဆက်ရှောက်ပါမယ်မနက်6 နာရီကနေဆင်းလာတာ3 နာရီလောက်လမ်းလျှောက်လိုက်ရတယ်ဆိုတော့ကျွန်တော်တို့မနက်9 နာရီကိုအလဲချောင်းပြန်ရောက်တယ်။ဒါလေးကတော့နောက်လာမယ့်လူတွေစားဖို့အတွက်ဝိုင်းပြီးတော့ချက်ပြုတ်ပေးနေကြတာလေးပါ။ စားဘူးတော့ဇော်ကြီးရွက်လေးဖြစ်ပါတယ်ဇော်ကြီးရွက်ကျွန်တော်တို့ဒီမနက်9 နာရီကိုအလဲချောင်းကိုရောက်ကြပြီးတော့ကျွန်တော်တို့ထမင်းတွေချက်တယ်ထမင်းတွေစားပြီးတော့လူဆောင်အောင်ကျွန်တော်တို့စောက်ကြတယ်နေ့လယ်17 နာရီခွဲလောက်မှာကျွန်တော်တို့အဖွဲ့ဝင်တွေအကုန်လုံးလူဆောင်တာပေါ့နော်အဲ့ဒီအချိန်မှာနောက်ဆုံးအဖွဲ့တွေကထမင်းစားကြပြီးတော့မှကျွန်တော်တို့တွေကတော့အကုန်လုံးဒီလူဆောင်ပြီဆိုတော့တောင်ကြီးကိုဆက်ပြီးတော့ဆင်းလာကြပါတယ်ဒီနေရာလေးကိုကျွန်တော်တို့တက်လာတော့ရောက်တဲ့အချိန်ကည10 နာရီဆိုတော့အကုန်လုံးမှောင်မဲနေပြီးတော့ဘာမှကောင်းကောင်းမမြင်ရဘူးပေါ့နော်အခုအစင်းကြမှာပဲရှုခင်းလေးတွေကောင်းကောင်းမြင်ရပြီးတော့ဓာတ်ပုံရိုက်လို့ရမယ့်နေရာလေးတွေကိုကိုဖြိုးတို့ကလိုက်ပြပေးတာကြောင့်ဓာတ်ပုံကောင်းကောင်းလေးတွေရိုက်ခဲ့ရပါတယ်ဒီလည်း2 နာရီဘာတော့ပြန်ရောက်နေပါပြီကျွန်တော်တို့ခုဆိုရင်ညနေ3 နာရီနဲ့50 မိနစ်ဝါတော်ကြီးကိုတမုံဖြတ်လာပြီးတော့ရသေးကြောင်ကျွန်တော်တို့ပြန်ရောက်တာပါနော်။အောင်ကြီးကိုရောက်ဖို့တော့သိမလို့တော့ဘူး။ဆက်သွားလိုက်ပါဦးမယ်။โอเค9 နာရီနဲ့မိနစ်40မှာကျွန်တော်တို့တောင်ချေကိုပြန်ရောက်ပြီပေါ့နော်။
တဲတဲ့နေရာတော့မရောက်သေးဘူးခုတက်ဒီတော့လွယ်ဦးလေးချက်ပါအလို6နိုင်နဲ့7မိနစ်ကျွန်တော်တို့တွေအခုစကန်ကိုပြန်ရောက်ပြီပါနော်โอเคဘလူကြီးတောင်ခီးရှယ်ပဲအခုပြန်တွေ့မယ် peace okay ပေါင်းချီမှာလူစုံကြပြီးရေချိုးပြီးတော့ကိုလက်တန်းစင်ပြီးကြတဲ့အခါမှာတော့ကျွန်တော်တို့တွေကျိတ်ရွာမှာရှိတဲ့ကုတီယိုဆိုင်မှာညစာကုတီယိုလေးတွားအားပေးကြပါတယ်ပြီးတော့ကျွန်တော်တို့တွေကျိတ်ရွာဖုန်ကြီးကျောင်းမှာပဲတွားပြီးတော့အနားယူကြပါတယ်တနေ့တာလုံးတောင်ထိပ်ကနေပြီးတော့မှတောင်ချီတီဆင်းခဲ့သမျှအရာရာကိုစကားဝိုင်းလေးဖွဲ့ပြီးတော့ကျွန်တော်တို့တွေစကားစမြည်လေးပြောကြတယ်အဲ့ဒါပြီးတော့မှဒီနေ့တနေ့တာရဲ့ပင်ပန်းနေတဲ့ကိစ္စလေးတွေအားလုံးကိုပြပြသွားအောင်အိတ်ဆက်ခြင်းနဲ့ကျွန်တော်တို့တွေအနားယူလိုက်ကြပါတယ်ဗျ ကျော်မီးပြီးတော့ထိုင်းမှာဆိုအထောင်းနဲ့ထည့်ဒီမိုဒီထောင်းတယ်အဲဒီကောင်ဒီမိုဒီထောင်းတယ်မှာထည့်ထောင်းတယ် နမိုးလင်း6နာရီ12ရက်နေ့တလပိုင်း2026ကျွန်တော်တို့တွေမူရီတောင်တက်ပြီးတော့ပြန်လာပြီးတော့မှအခုတိတ်တူလာအဲဒီရွာမှာရှိတဲ့ဘုံကြီးကျောင်းမှာညာအိပ်ပြီးတော့ဒီမနက်တော့မူလုံးပြန်ကြမှာပါနော် Good morningမူလီကနေပြီးတော့မှကျွန်တော်တို့မူတော်မျိုးအထိကိုပြန်တဲ့လမ်းကလည်းအလာလန်းတုံးကလိုပဲရင်ခုန်စရာအပြည့်တွေနဲ့ဆက်ပြီးတော့စောက်ကြိုနေတာဖြစ်တဲ့အတွက်ကြောင့်12ရက်နေ့ကတောင်မတက်ရဘူးဆိုပေမဲ့လည်းကျွန်တော်တို့တွေရင်ခုန်စိတ်လှုပ်ရှားစွာနဲ့အိမ်ပြန်တဲ့ခရီးစဉ်လေးကိုဆက်ပြီးတော့ဆိုင်ကယ်လေးမောင်းရင်းနဲ့ဆက်သွားကြတာပေါ့နော်ကျွန်တော်တို့ပြန်လာပြီပေါ့နော်မြင်းနီလန်းကိုကြော်လာပြီးတော့မှအခုဒါကြိုက်ဟမ်ဟုတ်တယ်အဲ့ဘယ်နေရလဲကူဝတ်တော့ကြိုက်တော့နဲ့ဩကြိုက်တော့လွန်လာပြီကြိုက်တော့လွန်လာပြီးတော့အခုဝတ်တော့မှာကိုမချမ်းဆိုင်ကဘိန်းပေါက်တာနဲ့ပြင်မလို့လောက်တယ်ကျွန်တော်တို့ဆိုင်ကယ်တွေလေးပါလေးချိန်မယ်ပေါ့နော်ဆရာကြီးတွေရဲ့အနေထားပါအပြန်လန်းကိုကြတော့ကျွန်တော်တို့6နှစ်ခွလမ်းဘက်ကနေပြီးတော့ပြန်ဖြစ်ပါတယ်နေ့လယ်12နာရီခွဲလောက်မှာအိမ်ကိုကြော်ကြော်မွေ့မွေ့ပြန်ရောက်ပါတယ်ဗျဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးခဲ့လို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဂျုတ်ကြီးပါ